Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ပေါ့နော်ဘေကမာပထမအစုပ်ဘလော့လေးလေးပြောတော့သမင်းလေးစားပြမှာပဲဖြစ်ပါတယ်ဘာလေးလဲဆိုတော့ဘာဟင်းတွေပါလဲဆိုတော့အဓိကအသုံးမြုပ်ဖို့ကွယ်အသုံးမြုပ်ရတော့ခွာတီးရပြီးတော့ဒီမုံလာအုပ်နီရငပိရရပေါ့နော်ငပိရကကျတော့ကိုယ်တိုင်လောက်ထားမှာမဟုတ်ဘူးသူများစီကဝယ်ထားတာပေါ့နော်ငပိရကျတော့လေငပိရကျတော့ဒီမှာဘုသူစီကဝယ်ထားလဲဆိုတော့ဤခွာညိုအတင်းစားငပိရတဲ့TikTok ဆယ်လီမယွန်းစီကဝေထားတာပေါ့နော် TikTok ဆယ်လီမယွန်းရဲ့အကောက်ကိုပြပေးလိုက်ပြီပေါ့နော် TikTok ဆယ်လီမယွန်းရဲ့အကောက်ဒီမယွန်းစီကဝယ်ထားတာပေါ့နော်အဲ့လိုမျိုးဝယ်ထားတာတော့ကြာပြီဒါပေမဲ့မစားဖြစ်တဲ့ဘူးပေါ့နော်ဘလော့မရိုက်ဖြစ်တဲ့ဘလော့ရိုက်မှငပိရလေးနဲ့စားမယ်ဆိုလို့ပေါ့နော်အဲ့လိုမျိုးဒီနေ့မှစားဖြစ်တာစားကြပါဦးအတုံးမျိုးတော့တိတ်မစုံဘူးပေါ့နော်ဒါပေမဲ့နည်းနည်းဟိုလိုမျိုးဖြစ်နေတော့မဲနေရင်လက်ခွန်းလွတ်ပေးကြပါလို့ဒါကြတော့အမဲသားချက်အမဲသားပေါ့နော်စားကြည့်မယ်လေပါမှငပိရရင်စားကြည့်မယ်ငပိရပထမအောင်ဆုံးဘလော့လေးဆိုတော့အဆင်ပြေတာရှိရင်လဲနားလေပေးကြပါလို့no nella sagate mi sana yo con salo le da tin yin di oပေါ့နော်လိုမျိုးtin yin chao ကြောပဲtin yin chao ကိုဟိုကနဲ့ချင်ပေါင်နဲ့အဟင်းရကြိုထားတာပေါ့နော်ငပိရဆိုတော့တန်းနေနေတော့ငါနာပေါ့နော်ငပိရကောင်းတော့ကောင်းတယ်မစိုးငပိရရလေမစိုးကောင်းတယ်ဒါဆိုရင်အတုံးညွတ်ကတော့တိတ်မစုံသေးဘူးပေါ့နော်စားကြပါအောင်တော့ငပိရကိုဘယ်လိုလုပ်ထားလဲဆိုတော့ရုပ်သီးစိမ်းကိုလည်းမိဖုတ်ပြီးတော့လှုပ်ထားတယ်လားရုပ်သီးစိမ်းကိုလည်းမိဖုတ်ပြီးတော့လှုပ်ထားအရင်မှွေးရအရင်အနာလည်းမှွေးနေရောတကယ်စတ်တော့စတ်တယ်အရင်ငါကငကူပဲအစမစနိုင်ဘူးဆိုမှစားကြပါအောင်ဒါတော့ခွာသည်ပေါ့နော်တလုံးတရာ
ပြီရဆက်တယ်ငပိရဆိုင်ရတာလားမသိဘူးဆက်တယ်သိမစားနိုင်ငပိကောင်းတော့ကောင်းတယ်